ဒီနေ့မနက်မှာသတင်းတစ်ပုဒ်တက်လာပါတယ်ခေတ်သစ်ကတက်လာတဲ့သတင်းပေါ့နော်သူတို့သတင်းကောင်းတဲ့နာမည်ကမင်းအောင်လှိုင်မိသားစုရဲ့ကိုယ်ပိုင်လေရင်အတွက်လေရင်ထိန်းပေးနေတဲ့24 hour ကုမ္ပဏီပိုင်ရှင်ခရိုနီအောင်စောအကြောင်းဖြစ်ပါတယ်ခေတ်သစ်ရဲ့သတင်းရဆိုရင်အချမ်းဘက်စစ်တပ်ကောင်ဆောင်မင်းအောင်လှိုင်ဟာသူနဲ့သူမိသားစုစီးနှင်းနေတဲ့လေရင်ကိုဒီငှားပြီးသုံးပြတာနဲ့အပြီးပံဝယ်လိုက်တယ်ပေါ့နော်ဒီနေ့ဖေဖော်ဝါရီလ17ရက်နေ့မှာမင်းအောင်လှိုင်အမေရိကန်နိုင်ငံ Aviation Capital Group ထံငှားရမ်းထားတဲ့Ever Muser A319-115 လေယာဉ်ကိုအမေရိကန်ဒေါ်လာတန်60နီးပါးနဲ့ဝယ်ယူလိုက်တာပါများလိုက်တဲ့ပတ်စံတွေပါအဲ့ဒီလေယာဉ်ဝယ်မှုမှာအဓိကနာမည်ခံပေးတာလေယာဉ်ကိုနိုင်ငံတကာလေပိုင်နက်မှာအရက်ဖက်ပုဂ္ဂလိကပိုင်လေယာဉ်ဖြစ်ပြန်တန်းခွင့်ရှိအောင်လုပ်ဆောင်ပေးတာလေယာဉ်ကိုထင်းထင်းပေးနေသူတယောက်ရှိပါတယ်သူကတော့ MAI လို့ခေါ်တဲ့ TV ဆိုင်ရာမြန်မာလေကြောင်းလိုင်းမြန်မာ Airway International ရဲ့နာမည်ခံပေးတာဖြစ်ပါတယ်MAI ရဲ့ပိုင်ရှင်ကတော့မင်းအောင်လှိုင်ရဲ့မြောက်ဖမှုနဲ့ကြီးပွားလာနေတဲ့စစ်တပ်ခရိုနီ24 hour ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့အောင်စောပဲဖြစ်ပါတယ်။မင်းအောင်လှိုင်မိသားစုတွေလေရင်ဝယ်ယူပေးခြင်းမင်းအောင်လှိုင် Airbus မျိုးစား A319-115 လေယာဉ်ကိုအပိုင်ဝယ်ဖို့ဆုံးဖြတ်လိုက်ချိန်မှာတကယ်တမ်းလက်တွေ့ကောင်ထည်ပေါ်ပေးရသူခရိုနီအောင်စောဖြစ်ပါတယ်။လေယာဉ်ကိုအပိုင်ဝယ်ဖို့ညှိနှိုင်းပေးတာလေယာဉ်အာမခံရဖို့နဲ့လေယာဉ်စီးလုံးဝင်နိုင်အောင်ခရိုနီအောင်စောနဲ့သူပိုင်ဆိုင်တဲ့ MAI အဓိကလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။တကယ်တမ်းရောင်းဝယ်မှတ်တမ်းနဲ့စာချုပ်စာတမ်းတွေမှာလက်မှတ်ထိုးတာလည်း MAI ရဲ့နာမည်ကလက်မှတ်ထိုးပေးတာဖြစ်ပါတယ်။ဒါ့အပြင်ဒီမင်းအောင်လှိုင်မိသားစုအတွက်ကိုယ်ပိုင်လေယာဉ်ရဲ့အထွေထွေလိုအပ်ချက်တွေဖြစ်တဲ့ဒီ pilot တွေcabin crew တွေ ground crew တွေ engineering တွေတခြားသက်ဆိုင်တဲ့ပေါ့နော်ဒီဝန်ထမ်းတွေအကုန်လုံးဒီလေယာဉ်နဲ့သက်ဆိုင်တဲ့ဝန်ထမ်းတွေအကုန်လုံးကို MAI နဲ့တောင်းယူပြီးစစ်ကောင်စီရဲ့လေတပ်နဲ့ပါပူးပေါင်းထားတာဖြစ်ပါတယ်။2021မတ်လပိုင်းအစပြီးမင်းအောင်လှိုင်ရုရှားသွားနိုင်အောင်လေယာဉ်ကြီးစဉ်အစအဆုံးကိုစီစဉ်ပေးခဲ့တာလေဒီခရိုနီအောင်စောနဲ့ MAI ဖြစ်ပြီးအခုချိန်ထိလည်းကူညီပေးနေပါတယ်ခုနောက်ဆုံးလေတက်မှာဘုံကျဲတော်တဲ့ဆေးရကြီးလေရင်မှုတွေကိုလေရင်မှုကြီးတင်တန်းနေပေးပြီးတော့ဒီ MAI မှာပေါ့နော်အရက်ဘက်လေရင်မှုလာတာလည်းစားရတယ်စစ်တပ်ကလာတာလည်းစားရတယ်နှစ်သီးသားလေရင်မှုတွေဖြစ်အောင်စောလက်ခံခန့်ထားပေးနေတာပါစစ်တပ်ကြောင့်ခရိုနီဖြစ်လာတဲ့အောင်စောစစ်တပ်နဲ့မရောက်နိုင်အဓိကထောက်တိုင်လူယုံစည်းဝါးရေးသမားတို့ဦးလည်းဖြစ်ပါတယ်သူခရိုနီဖြစ်လာခဲ့တဲ့လမ်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်အကြက်ဘက်မရောက်နိုင်အာဏာသိမ်းထားတဲ့၄နှစ်ကျော်ကာလအတွင်းမှာမြန်မာစည်းဝါးရေးလုပ်ပိုင်ခွင့်တွေကစစ်တပ်နဲ့ကြီးပြူစင်ပြည်သူလက်ထဲကိုအလုံးရင်းနဲ့ရောက်ရှိနေပါတယ်ထိတ်တန်းချမ်းသာဆုံးပုဂ္ဂိုလ်ကမင်းအောင်လှိုင်နဲ့အောင်ပြေးစုံလို့တားဖာဖြစ်ပြီးအဒီနောက်မှာခရိုနီလက်သစ်တွေတဖြည်းဖြည်းပေါ်လာနေပါတယ်ဒီထဲမှာ24 hour ကုမ္ပဏီပိုင်ရှင်ဖြစ်လာတဲ့ခရိုနီအောင်စောလည်းပါဝင်ဖြစ်ပါတယ်2003ခုနှစ်မှာ24 hour ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့ပါတယ်အဲ့ဒီချိန်ကအာနာရှင်တန်းရွှေစစ်တပ်ကြီးစိုးနေတဲ့ကာလဖြစ်ပြီးတော့စစ်တပ်နဲ့နှီးစပ်တဲ့သူတွေအကူအညီနဲ့ပဲအင်ချမ်မီလုပ်ငန်းတထုမိုင်းတူတူဖို့ရေးအတွက်သူတွေတနာနဲ့စစ်တမ်းလုပ်ပေးခြင်းဝန်ဆောင်မှုတွေနဲ့လုပ်ငန်းစခဲ့တာပါစတင်လုပ်ကခြင်းကလေးတန်ရတာတူဖို့ရေးလုပ်ငန်းတွေမှာလုပ်ပိုင်ခွင့်တွေအဓိကအကြီးကျယ်လုပ်ကံခဲ့တာမို့စစ်တပ်ရဲ့ပံ့ပိုးမှုတွေလုပ်ပိုင်ခွင့်ပေးမှုတွေကြောင့်ဒီလုပ်ငန်းတွေကိုအောင်တော့ရရှိခဲ့တာဖြစ်ပါတယ်သူကုမ္ပဏီရဲ့မှတ်တမ်းအနေနဲ့ထင်သာမြင်သာဖြစ်မှုတွေကိုကြည့်မယ်ဆိုရင်ချိန်တူကာလတစ်ခုတည်းမှာလုပ်ငန်းတွေကအချိန်တူကိုကြီးပွားနေတာမြင်ရပါတယ်2005ခုနှစ်မှာကြောင်မီတို့ရွှေနဲ့ခဲမပြူအပြိုင်နဲ့ဒူးပေါ်ရီလုပ်ငန်းတွေအများပြားလုပ်ပံခွင့်ရရှိခဲ့ပါတယ်2013ခုနှစ်မှာတော့စီယုံစိုက်ပျိုးဧက9000နဲ့တနင်္သာရီတိုင်းမှာစီယုံစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းကိုစတင်ခဲ့ပါတယ်2016ခုနှစ်မှာကြောင်ဝီတီသုံးလျှက်စစ်တပ်အားမဂါဝက်660ထုတ်လုပ်မဲ့လျှက်စစ်ထုတ်လုပ်ရေး project ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်2018ခုနှစ်မှာတော့ MAI နဲ့ကမ္ဘောဇလုပ်ငန်းနဲ့ဝန်ရောက်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်စစ်တွေမှာကမ်းခြေအေယာစီမံကိန်းလမ်းစီမံကိန်း BMI စက်ရုံစီမံကိန်းဟဲအိုဘီဘီဆိုင်ရာလေသိစီမံကိန်းကိုဆက်လက်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။မင်းအောင်လှိုင်အာဏာသိမ်းယူပြီးချိန်မှာတော့24 hour လေယာဉ်စီ73စီဒီဇယ်ဒီဖြန့်ဖြောင်းချရေးကုမ္ပဏီကိုတည်ထောင်ခဲ့ပြီးတော့မင်းအောင်လှိုင်ရုရှားကြီးစင်တွေမှာအမြဲလိုလိုက်ပါသွားလိမ့်ရှိပါတယ်။သူလုပ်ကိုင်နေတဲ့လုပ်ငန်းတွေကိုတစ်ခုချင်းစီအလိုက်ခွဲခြားကြည့်အောင်။လောင်စာဒီနဲ့စွမ်းအင်ကဏ္ဍမင်းအောင်လှိုင်အာဏာသိမ်းယူပြီးချိန်မှာတော့အော်ဆိုတော့24 hour 24 Petroleum Limited ကိုတည်ထောင်ခဲ့ပြီးမင်းအောင်လှိုင်ရဲ့ရုရှားကြီးစင်တွေမှာအမြဲလိုလိုက်ပါသွားလိမ့်ရှိတယ်လို့ကျွန်တော်ပြောခဲ့ပြီးပါပြီအခုနောက်ဆုံးရုရှားနဲ့မြန်မာလောက်ကင်နေတဲ့စွမ်းအင်ကဏ္ဍတွေမှာအောင်ဆိုပေါဝင်ခွင့်ရရှိထားပါတယ်ဒါအပြင်သူကရေအားလျှက်စစ်စီမံကိန်းတွေနဲ့တခြားနည်းပညာနဲ့လျှက်စစ်ထုတ်လုပ်မဲ့စီမံကိန်းတွေကိုအဲ့ဒီရုရှားခီးတင်တွင်မှာဆွေးနွေးခဲ့ပါတယ်ရုရှားသမ္မတပူတင်ကိုယ်တိုင်တက်ရောက်မိန့်ခွန်းပြောခဲ့တဲ့နိုင်ငံတကာရုရှားစွမ်းအင်ဖိုရမ် International Russian Energy Week IEW 2021တက်ရောက်ဖို့မရောက်နိုင်အောင်ဆိုဆစ်လွတ်ခဲ့ပါတယ်ရုရှား73စီတင်သွင်းဖြန့်ပြောင်းချရေးလျှက်စစ်တပ်အားထုတ်လုပ်ရေးလုပ်ငန်းတွေမှာအောင်ဆိုဆက်လက်ပါဝင်လျက်ရှိနေပါတယ်လက်ရှိမှာလည်းတနင်္လာရီတိုင်းမှာကြောင်မီတီ3မဂါဝက်660လျှက်စစ်တပ်အားဆက်ရုံကိုလည်းဆက်လက်လုပ်ကိုင်လျက်ရှိနေပါတယ်
အောင်စောကစစ်တပ်နဲ့ဆေးအာနာရှင်ကိုအဓိကပံ့ပိုးနေတဲ့တောက်တိုင်ခရိုနီစီးပွားရေးသမားတယောက်ဖြစ်ပါတယ်စစ်တပ်ကြောင့်ချမ်းသာလာသူဖြစ်တာမို့စစ်တပ်ကိုပဲအာဏာရစေခြင်းနဲ့ခစ်ပြက်ခရိုနီတူဆိုရင်လည်းမမှားနိုင်ပါဘူးအောင်စောကမင်းအောင်နိုင်လက်ထက်မှာထိတ်တန်းခရိုနီစီးပွားရေးသမားတူဆိုတာလည်းဘယ်သူမှမငြင်းနိုင်ပါဘူးပြည်သူတို့ရဲ့ဝေဖန်ကြံပြချက်တွေကိုလည်းကျွန်တော် comment မှာစောင့်မျှော်ဖတ်ရှုနေပါမယ်အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့နေ့တွေတင်ဖြစ်ပါကြည့်သူ